ငါကောင်းတယ်လို့ငါအပေါ်ကိုလူတွေကကောင်းကြမှာပဲလို့မထင်နဲ့လူတိုင်းဟာကိုယ့်အပေါ်ကိုဘယ်နည်းနဲ့မှမကောင်းနိုင်ဘူးကိုယ်ဘလောက်ကောင်းကောင်းမကောင်းတဲ့လူတွေနဲ့ပဲတွေ့ကြရတယ်ကိုယ်ဘလောက်ပေးဆက်ကိုယ့်အပေါ်ကြရင်စော်ကားသွားတဲ့လူအနိုင်ကျင့်သွားတဲ့လူတွေနဲ့ပဲတွေ့ရတယ်လို့ဆိုတိုင်းလဲစိတ်ဓာတ်မကျနဲ့ဝမ်းမနှဲနဲ့မနာကျင်နဲ့အဲ့ဒီလိုမကောင်းတဲ့လူတွေနဲ့ကြုံရတိုင်းဟာလူတိုင်းဟာကိုယ့်အပေါ်ကိုကောင်းပေးနိုင်မှာမဟုတ်ဘူးငါကရောဘလောက်ကောင်းနေလို့လဲငါတို့ကိုယ်ကတော်မူတဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးတောင်မှလောကတတ္တဝါတွေအားလုံးရဲ့အပေါ်မှာမေတ္တာကရုဏာတော်ကြီးမားပြီးတော့မှကိလေသာကင်းစင်တော်မူတဲ့မြတ်စွာဘုရားရဲ့အပေါ်မှာတောင်လူတိုင်းကမကောင်းနိုင်ဘူးလို့ကိုပြန်ပြီးတော့တတိပေးဆုံးပါဒါကြောင့်ကိုယ့်ဘက်ကဘလောက်ပဲကောင်းပါတယ်လို့ပြောကိုယ့်အပေါ်မကောင်းတဲ့လူတွေနဲ့တော့တွေ့ရမှာပဲတခါတလေကြရင်ကိုယ့်အပေါ်တကယ်မကောင်းတဲ့လူတွေကကိုယ့်အမျိုးအရင်းတွေကိုယ့်သွေးသားတွေကလည်းဖြစ်နိုင်တာပဲလေဒီလိုဖြစ်လို့လဲဘာမှစိတ်အားမငယ်နဲ့မြတ်စွာဘုရားလိုပုဂ္ဂိုလ်မျိုးမှတောင်မှလေအမျိုးအရင်းကြီးတွေကဆဲတယ်ဆိုတယ်လောက်ကျန်တယ်အသက်အန္တရာယ်ဖြစ်လောက်တဲ့အထိပါဒုက္ခပေးတာငါတို့ကဘာမို့လို့လဲအဲ့တော့ဒီဒုက္ခတွေအားလုံးကဘာကြောင့်ကြုံရတာလဲလို့မေးရင်ဒီခန္ဓာဒီဘဝကိုရထားလို့ပဲဒီဒုက္ခတွေအားလုံးကိုခန္ဓာရနေသမျှတော့ဘယ်သူတဦးတယောက်မှမလွတ်ကင်းနိုင်ဘူးလွတ်ကင်းမှုဆုတောင်းလို့လည်းပြည့်မှာမဟုတ်ဘူးဒီဒုက္ခတွေအားလုံးကနေလွတ်ကင်းမှုအတွက်ဆိုရင်ခန္ဓာဘောကိုဉာဏ်ရောက်ဖို့လိုတယ်ဝိပဿနာတရားတွေအားထုတ်ဖို့လိုတယ်ခန္ဓာဘောဉာဏ်ရောက်ပြီးတော့ဝိပဿနာတရားတွေကိုအားထုတ်ပြီးတော့အနိစ္စဒုက္ခအနတ္တရဲ့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောအစိုးမရတဲ့သဘောတွေကိုပိုင်နိုင်သိပြီးတော့မှတစ်ဆင့်ဝိပဿနာဉာဏ်တွေရင့်တန်ပြီးတော့မှခန္ဓာဘောကိုဉာဏ်ရောက်ပြီးတော့မှနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားနိုင်မှသာလျှင်ဒီဒုက္ခတွေကကင်းငြိမ်းပါလိမ့်မယ်ဒါကြောင့်ကိုကောင်းလို့လည်းမကောင်းတဲ့လူနဲ့တွေ့နိုင်တာပါပဲအဲ့ဒီတော့သူများကောင်းမကောင်းကိုကတော့ကောင်းအောင်အမြဲတမ်းနှလုံးသွင်းဆင်ခြင်ပြီးတော့နေထိုင်ပါနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေရဲ့လို့ဖြစ်လာချိန်မှာလမ်းပြခဲ့သူပါကျွန်တော်တို့ရှောင်းနေလမ်းလွယ်မမဖို့ရာထိန်သိမ့်ပြီးတဲ့ဆရာ